ဒီနေ့ဗီဒီယိုမှာတော့ Telegram app ကနေ trading လုပ်နည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့ Telegram သုံးပြီးတော့နာမည်ကြီး company တွေက short တွေ ETF တွေနဲ့ crypto တွေကိုပါဝယ်တက်သွားမှာဖြစ်ပါတယ်။ trading လုပ်ဖို့ဆိုရင် Telegram wallet ကိုအရင်ဖွင့်ရပါမယ်။ပထမဆုံး Telegram ထဲကိုဝင်မယ်။ပြီးရင်တော့ site bar မှာ wallet လို့ရိုက်ရှာမယ်။ပြီးရင် wallet ထဲကိုဝင်မယ်အဲ့မှာဘယ်ဘက်တောင်းအောင် wallet ဆိုတဲ့ဟာကိုထည့်နေပေးမယ်စပြောင်းနှိပ်ပြီးလိုက်ပါပြီးရင် create a new wallet ကိုနှိပ်မယ်ညမှာ email backup နဲ့ manual backup ဆိုပြီးရှိပါတယ် manual backup ကိုရွေးမယ်အဲဒီမှာသူက recovery free 24တုံးပေးပါလိမ့်မယ်အဲ့ဒါကိုအရင်ဆုံး screenshot ရိုက်ပြီးမှတ်ထားမယ်ပြီးရင်တော့ continue ကိုနှိပ်မယ်ပြီးရင်တော့ next ကိုနှိပ်မယ်ညမှာ password သတ်မှတ်ပေးရမှာဖြစ်ပါတယ်confirm လုပ်မယ်ပြီးရင်တော့ email address ကို recovery လုပ်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ email ကိုထည့်မယ်ပြီးရင် continue ကိုနှိပ်မယ်ဒီနေရာမှာကိုယ့်ရဲ့ Gmail တွေကိုကုတ်ပို့ပေးမှာဖြစ်ပါတယ်အဲ့ကုတ်ကိုထည့်ပေးမယ်ဆိုရင်တော့ wallet ဖွင့်ပြီးပဲဖြစ်ပါတယ်wallet ဖွင့်ပြီးဆိုရင်တော့စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် swap ဆိုတဲ့နေရာမှာတော့ short နဲ့ ETF တွေ crypto တွေဝယ်လို့ရမှာဖြစ်ပါတယ်တော့မှာဆိုရင် Elon Musk ရဲ့ Tesla Stock တို့ Robinhood တို့ Apple တို့ Amazon တို့ Coinbase Alphabet MicroStrategy အဲ့ဒါကိုတွေ့လို့ရမှာဖြစ်ပါတယ် ETF မှာဆိုရင် S&P 500နဲ့ကျူတို့ကိုဝယ်လို့ရမှာဖြစ်ပါတယ်တိုကင်မှာဆိုရင်တော့crypto coin တော်များများနဲ့ဘိုးကိုပါဝယ်လို့ရမှာဖြစ်ပါတယ်ဒါတွေကိုဝယ်ဖို့ဆိုရင် Telegram ရဲ့ native coin ဖြစ်တဲ့ Ton coin ကို wallet ထဲကိုအရင်ထည့်ရမှာဖြစ်ပါတယ်Ton ဝယ်နေတယ်ဆိုရင်တော့bio မှာပြထားတဲ့ Telegram account ကနေတစ်ဆင့်မေးမြန်းဝယ်ယူနိုင်ပါတယ်အားကနေလည်း crypto တွေဝယ်ခိုင်းထားပြီးတော့အတိုးယူလို့ရပါသေးတယ်
နောက်ဗီဒီယိုမှာတော့ stock ဝယ်ကိုင်ထားရင်အမြတ်ကိုဘယ်လိုပေးရလဲ crypto နဲ့ကရောဘယ်လိုအမြတ်ရနိုင်လဲ ETF ကိုရောဝယ်သင့်မဝယ်သင့်စတာတွေကိုပြောပြပေးသွားမှာပါဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe လုပ်ထားအောင်မမေ့ပါနဲ့